Congratulations ပါဂုဏ်ပြုလက်ခုပ်တက်ဒီမှာ382ကျမတို့ရဲ့မိတ်ဆွေတွေဒီမှာရှိနေတဲ့လုပ်ငန်းရှင်တွေနောက်ပြီးတော့ကျွန်တော်မိသားစုတွေအားလုံးထဲမှာသုံးခုကိုစရိတ်ထက်ကိုဖိတ်ပြီးတော့အမတ်တရားစကားလေးဘာကြောင့် MRB နေရာလေးကိုရွေးချယ်ဖြစ်လဲဆိုရင်သူတို့နဲ့ဒီလိုတဲ့အခါလူတွေတိုင်းကစိတ်ကြောတဲ့မင်းရဲ့ချစ်ကငါတမဟုတ်တာငါရဲ့ချစ်ကမင်းတဲ့ငါတော့ဘာလဲဆိုတော့ရဲ့Say your plan. Say good love. Yeah, all of me let table number one. Just show me, just show me. Let the love go. It's some love to me. Not a big of a rock to go. Change ways of love. Don't say cool, yeah.